ဆရာတော်ဘုရားကြီးတပါးရဲ့ဩဝါဒကိုကျွန်မမျှဝေလေးရှိပါတယ်ဝိရိယဆိုတာ၄ဆင့်ရှိတယ်တဲ့ပထမအဆင့်ကအလုပ်တစ်ခုကိုလုပ်မယ်ဆိုတော့ဆုံးဖြတ်တာဒါအနေဆုံးအဆင့်ဝိရိယဒုတိယအဆင့်ကဆုံးဖြတ်ချက်အတိုင်းဒီအလုပ်ကိုစလုပ်တာဒါဒုတိယအဆင့်တတိယအဆင့်ကတော့ခက်ခဲပြီမဲ့လည်းဆက်ပြီးတော့လုပ်တာသဒုဋ္ဌအဆင့်ကတော့ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှလက်မမြောက်ဖ ೇನೆ နောက်တစ်ခါထပ်ပြီးတော့ကြိုးစားတာတဲ့အဲ့ဒါဝိရိယပါဘာခဏခဏပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခပ်ပြီးသားထမင်းကိုထိုင်စားလို့ရပါတယ်ဆင်းရဲတဲ့မိသားစုဆိုရင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်ကျမတို့ကလည်းဒီအတိုင်းပါပဲကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါအဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုဏ်ယူစေချင်ပါတယ်ဝမ်းသာစေချင်ပါတယ်ငါတို့ဟာပင်ပင်ပန်းပန်းလှုပ်ရလေခြင်းဆိုတဲ့စိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်ခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်အရေးရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လည်းကျမတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုဏ်ယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုတိုးတက်အောင်လုပ်ဖို့အတွက်ကူညီဖို့အတွက်ထောက်ပံ့ဖို့အတွက်အပင်ပန်းခံနေဆိုတာဟာအင်မတန်မှကျေနပ်စရာကောင်းတဲ့အလုပ်ပါဒါကြောင့်ကျမတို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်တစ်ပင်တစ်ပင်စိုက်တယ်ဆိုရင်တောင်မှအချိန်ယူရတယ်တစ်ပင်ဟာကြီးသလောက်ကိုပို့ပြီးတော့အချိန်ယူရတယ်ခဏကြာမဲ့အပင်လေးတစ်ခုကတော့တခဏနဲ့ကြီးထွားပေမဲ့တကယ်ကြီးထွားပြီးတော့အများကိုအရေးအာဝါဒအသီးအပွင့်နေနဲ့အကျိုးပြုဖို့အပင်ကြီးပြုစုပြောထောင်မှုဆိုတာအင်မတန်မှအချိန်ယူရပါတယ်ဒါပေမဲ့အချိန်ယူရဲဆိုတာဒီတိုင်းပြစ်ထားလို့လည်းမရဘူးရေလောင်းပေးရမယ်လိုအပ်လို့ရှင်ပေးရမြေကြီးဆွပေးရမယ်ပေးရနေပြီးတော့ဟိုစိတ်ကလေးတွေလာပြီးတော့မစားအောင်လို့ကာသင်ကာပေးရမယ်အမျိုးမျိုးပေါ့နော်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်အားပေးရမယ်အဲ့ဒီလိုပဲကျမတို့ရဲ့နိုင်ငံတိုးတက်ဖို့ဆိုရင်အားလုံးကဝိုင်းပြီးတော့ရေလောင်းတတ်တဲ့လူကရေလောင်းရမယ်ခြံကာပေးဖို့နားလဲတဲ့လူကခြံလေးကာပေးရမယ်မြေဆွတတ်တဲ့လူကမြေဆွပေးရမယ်အားလုံးဟာကိုယ့်အလုပ်ကိုယ့်တာဝန်တွေကိုကိုယ့်အလှည့်နဲ့ကိုယ်အားလုံးလုပ်သွားဖို့လိုပါတယ်အဲ့ဒီဟာကိုဝိုင်းပြီးတော့လုပ်ပေးကြပါလို့ကျွန်မမေတ္တာရပ်ခံချင်ပါတယ်ကျမဒီကိစ္စကိုပြောဖို့ရတယ်အမုန်းတရားဆိုတာအကြောက်တရားကနေပေါက်ဖွာလာတာလို့မဖြစ်လို့လဲဆိုတိတ်တိကျကျစဉ်းစားကြည့်ပါကိုမုန်းတဲ့အရာတစ်ခုပဲဖြစ်ဖြစ်သူကိုမုန်းတဲ့ပုံကိုယ်တစ်ခုပဲဖြစ်ဖြစ်နဲ့ပတ်သက်လို့ကိုယ်မှာစိုးရင်ချက်ကလေးတွေမရှိဘူးလားကြောက်စိတ်ကလေးတွေမရှိဘူးလားလူတယောက်ကိုမုန်းတယ်ဆိုလို့ရှိရင်အဲ့ဒီမုန်းခြင်းရဲ့အခြေခံဟာအဲ့ဒီလူဟာကိုယ့်ကိုဘယ်လိုထိခိုက်သွားစေမလဲဆိုတဲ့စိတ်မပါဘူးလားဆိုတော့တိတ်တိကျကျစဉ်းစားကြည့်ပါကျမအမြင်မှာတော့မဖြစ်နိုင်ဘူးအမုန်းတရားမရှိပဲအကြောက်တရားမရှိပဲနဲ့အမုန်းတရားဆိုတာမပေါ်နိုင်ဘူးအဲ့ဒီတော့အမြင့်ကိုကင်တွယ်ရမှာပေါ့အဲ့တော့အကြောက်တရားပျောက်ကွယ်သွားအောင်လို့လုပ်ရမယ်အကြောက်တရားပျောက်ကွယ်သွားအောင်လုပ်တယ်ဆိုတာနှစ်မျိုးအကြမ်းမြင်ပေါ့နော်နှစ်မျိုးတော့ကျွန်မမြင်ပါတယ်တစ်ခုကတော့ကိုယ့်ရဲ့ကြောက်စိတ်ကိုကိုရင်ဆိုင်ရမယ်ဒီငါဘာကိုကြောက်နေတာလဲဘာကိုစိုးရိမ်နေတာလဲရင်ဆိုင်ပြီးတော့အဲ့လိုဖြေရှင်းရမယ်နောက်တစ်ဖက်ကတော့စိတ်ဓာတ်ခိုင်မာရေးလေ့ကျင့်မှုဒါဘာသာအရာတရားအရာပဲဖြစ်ဖြစ်တခြားနေတွေနဲ့ပဲဖြစ်ဖြစ်အဲ့ဒါကိုယ့်ဘာကိုစူးစမ်းသွားမယ်နောက်ဆုံးကြတော့အမုန်းတရားတို့အကြောက်တရားတို့ကြော်လွှားဖို့ဆိုတာကိုယ်တိုင်လုပ်ယူရမှာ